အားလုံးပဲမင်္ဂလာပါဗျာမျက်လုံးကျန်းမာရေးဟာကျွန်တော်တို့ရဲ့နေ့စဉ်လူနေမှုဘဝအတွက်အလွန်အရေးကြီးပါတယ်အမြင်အာရုံကြည်လင်ပြီးမျက်စိယောဂတွေကာကွယ်နိုင်ဖို့အတွက်စောင်းရန်ရှောင်ရန်လေးပြောပြချင်ပါတယ်ဗျာမျက်လုံးအတွက်အားဖြည့်စေသောအစားအစာများမျက်စိအားကောင်းစေဖို့ဗီတာမင် A, C, E နဲ့ Omega 3ကျွယ်ဝတဲ့အစားအစာတွေကိုစားသုံးပေးသင့်ပါတယ်မော်လာဥနီတင်မော်တီရွှေပြုံတီဘဝရောင်နဲ့လေမော်ရောင်အသီးအနှံများစားသုံးပေးခြင်းဖြင့်ဗီတာမင် A ကျွယ်ဝပြီးညဘက်အမြင်အာရုံကိုကောင်းမွန်စေပါတယ်။ကစွန်းရွက်ဟင်းနုနယ်ရွက်ကိုက်လန်ရွက်အစိမ်းရောင်ရှိသောအင်းဒီဟင်းရွက်များစားသုံးပေးခြင်းဖြင့်မျက်စိအတွင်းတိမ်နှင့်အသက်ကြီး၍အမြင်အာရုံချို့ယွင်းခြင်းကိုကာကွယ်ပေးပါတယ်။ဆော်လမွန်ငါးငတလောက်နှင့်ပင်လယ်ငါးများငါးအမျိုးမျိုးစားသုံးပေးခြင်းဖြင့်အိုမီဂါ3ပါဝင်သည့်အတွက်မျက်စိခြောက်သွေ့ခြင်းကိုသက်သာစေပါတယ်။ကြက်ဥဘဲဥအမျိုးမျိုးစားသုံးပေးခြင်းဖြင့်မျက်လုံးအတွက်လိုအပ်တဲ့စင်တက်ကိုရရှိစေပါတယ်။တကြားသည့်ဗန္ဒာဇစ်နှင့်နေကြာဇစ်များအခွန်မာသီးများစားသုံးပေးဖို့လိုအပ်ပါတယ်။မျက်စိကိုအနားပေးပါ။ဖုန်းဒါမှမဟုတ်ကွန်ပျူတာကြည့်တဲ့အခါမိနစ်20ပြည့်တိုင်းပေ20အကွာကိုစက္ကန့်20ကြာကြည့်ပြီးအနားပေးပါ။အပြင်ထွက်တဲ့အခါခရမ်းလွန်ရောင်ခြည်တံကနေကာကွယ်ဖို့နေကမျက်မှန်အမြဲတပ်ပါအမြင်အာရုံမှာထူးခြားမှုရှိမရှိအနည်းဆုံးတစ်နှစ်တစ်ချိန်လောက်မျက်စိဆရာဝန်နဲ့ပြသပါစာဖတ်တဲ့အခါဒါမှမဟုတ်အလုပ်လုပ်တဲ့အခါအလင်းရောင်အလုံးအလောက်သုံးပါမျက်လုံးကိုမကင်တွယ်မီလက်ကိုစင်ကြယ်အောင်ဆေးကြောခြင်းဖြင့်ပိုးဝင်ခြင်းကိုကာကွယ်နိုင်ပါတယ်မျက်လုံးရရန်တဲ့အခါလက်နဲ့အတင်းမပုတ်ပါနဲ့မျက်ကြည်လွှာကိုထိခိုက်နိုင်ပါတယ်အမောင်ထဲမှာဖုံးအသုံးပြုခြင်းကမျက်စိကိုအလွန်အမင်းပင်ပန်းစေပြီးအမြင်အာရုံကိုမြန်ချို့ယွင်းစေပါတယ်ဆရာဝန်ညွှန်ကြားချက်မပါဘဲစတီရိုက်ပါတဲ့မျက်စင်းဆေးများခတ်ခြင်းကရေတံယောဂဖြစ်စေနိုင်ပါတယ်ဗျာဆက်လက်တောက်ခြင်းဟာမျက်စိအာရုံကြောပျက်စီးခြင်းနဲ့အတွင်းတိမ်ဖြစ်နှုန်းကိုပိုမိုမြန်ဆန်စေပါတယ်အကယ်၍သင်အနေနဲ့မျက်စိဝေဝါးလာခြင်းမျက်လုံးအောက်ခြင်းအလင်းစူးခြင်းသို့မဟုတ်အမြင်အာရုံထဲတွင်အမဲဆက်များမြင်နေရခြင်းစတဲ့လက္ခဏာတွေခံစားနေရရင်တော့နီးစပ်ရာမျက်စိအထူးကုဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်ဆွေးနွေးဖို့တိုက်တွန်းလိုပါတယ်ဗျာကျေးဇူးတင်ပါတယ်ဗျာ